士们，大家晚上好。今天非常荣幸，仅代表我们缅甸纽约缅甸华侨联谊会，欢迎各位的到来。就此新春时节，请以龙马精神向大家拜个晚年，祝愿在座的各位马年吉祥，步步高升，事业一马当先，生活马到成功，财源滚滚，乐乐兴旺。仅代表中国驻纽约总领馆和全力总领事，对今晚的活动致以热烈的祝贺，对到场的全体的嘉宾和朋友们致以最美好的新春祝福。大家过年好！参加我们缅甸华侨联谊会的50周年的晚会，非常感谢苏会长还有很多在位的会员，在这几年来，从我开始参加社区活动参政，苏会长一直都是大力的支持我们，帮助我们社区有最需要的，不管是说学生或者是我们的长辈非常感谢苏会长。高兴你们家。最后祝福大家恭喜发财！身体健康，发财不离长地长。那中国人的弟弟，永不老。我们缅甸华侨联谊会，祝大家新年快乐，有个马年的行大运，祝大家新年快乐！开的第4届，多年来都有参加。我们昨天晚上的主席团的会议，大家都大力的推荐支持我们在美国里面去举办，所以呢，我就感觉到非常的高兴。美国纽约缅甸华侨联谊会苏焕光会长到台上分享几句，有请。到美国，希望明年再见。我也是维姆苏，苏哥哥先生。谢谢嘉宾，谢谢我们的高主席，我从来没有感到这么大的礼，谢谢。OK， 马上没问题啊。
的贡献。大会在纽约召开，我们得到了世界各地的我们的同侨，从不同的地方，台湾、缅甸、香港、澳门，一切都来了。希望这个来的客人们，他们非常的高兴而回去。လေးမြရှောက်ခါလဲနောက်ပြောင်ကြည့်စားမယ်မိန်းကလေးတွေကိုကွယ်အဖြစ်အပျက်တွေခဏလေးနှစ်ဆန်းတည်းသင်ချလို့ရင်မေးအားလုံးထဲမှာမင်းကြောက်တော့လေမမေ့နိုင်အခုတိုင်ပိုင်ရှင်မရှိသေးတဲ့ချစ်လေးရဲ့ပိုင်ရှင်တို့ပြစ်လိုက်ချင်ပါတယ်ဒီလိုသာမပြောခဲ့တဲ့ကြံပြီးရင်စမ်းမမိစေချင်တယ်今天晚上在这里，我们也把我们的地球，我们转给台湾远华归侨协会。我也预祝下一届的归侨从侨大会在台湾可以取得非常的好的成就。这一次来会参加的各位世界同侨的主席们以及家眷们，祝他们这次大家高兴的回去，也祝大家身体健康，万事如意。谢谢你们，在此我还要向所有参与本届的大会的工作人员、志愿者们表达衷心的感谢之意。ပြန်တတ်တာလို့ဆွေတမ်းမှုရှိတဲ့အရင်ကနေရလေရာဒီရေဘလို့ကူပြောင်းစေအိုမင်းများပဲတစ်ချိန်ကနေရလေနင်းနာရှိတဲ့ပြန်တတ်တာလို့ဆွေတူဖောက်ခဲ့တဲ့လမ်းတွေတူမက်ခဲ့တဲ့အိမ်မလေးတွေကတိုက်အိမ်ချင်းချင်းနာနာခိုးလုံးဘူးတဲ့နောက်ဆုံးကြတော့လမ်းခွဲထားခဲ့ပြီးတယောက်တည်းမျောလင်းချက်ကြီးစွာယုံယုံကြည်ကြည်မျောနေစေသူပြန်လာမယ်လို့နဲ့ထင်နေတာလားဒါဆိုရင်ဖြေဟာလုံးဝမှာနေရနေတာကွယ်နဲ့ခံနိုင်ရမယ်နိုင်နေနဲ့စားချိုးပြီးမေးပြလိုက်ပါတော့နင်လက်တွေ့ရဲ့ရင်ချင်းချင်းနာနာပြောင်းမှာနမချတ်တော့ဘူးဆိုနာနာချင်းချင်းမုံမှာနင်လက်တွေ့ရဲ့ရင်ရီမုံမုံပြောင်းမှာနင်တတိယသေးရဲ့ဒီလူစီပြန်ခဲ့ပါအမြဲတမ်းလက်ခံမှာပြန်တတ်တာလို့ဆွေတမ်းမှုရှိတဲ့အရင်ကနေရလေရာဒီရေဘလို့ကူပြောင်းစေအိုမင်းများပဲတစ်ချိန်ကနေရလေနင်းနာရှိတဲ့ပြန်တတ်တာလို့ဆွေတူဖောက်ခဲ့တဲ့လမ်းတွေတူမက်ခဲ့တဲ့အိမ်မလေးတွေကတိုက်အိမ်ချင်းချင်းနာနာခိုးလုံးဘူးတဲ့နောက်ဆုံးကြတော့လမ်းခွဲထားခဲ့ပြီးတယောက်တည်းမျောလင်းချက်ကြီးစွာယုံယုံကြည်ကြည်မျောနေစေသူပြန်လာမယ်လို့နဲ့ထင်နေတာလားဒါဆိုရင်ဖြေဟာလုံးဝမှာနေရနေတာကွယ်နဲ့ခံနိုင်ရမယ်နိုင်နေနဲ့စားချိုးပြီးမေးပြလိုက်ပါတော့နင်လက်တွေ့ရဲ့ရင်ချင်းချင်းနာနာပြောင်းမှာနမချတ်တော့ဘူးဆိုနာနာချင်းချင်း